အမှတ်ကတော့တွေ့သမျှချမှတ်ပါတဲ့ဟုတ်ချမှတ်ပါချမှတ်ပါဆိုတော့အေးပြီလားတွေ့သမျှဟုတ်တယ်ဆရာအရင်တော့ကမချမှတ်ပြဘူးဟိုဂျားကာလာပေါ့နော်အခုလည်းမချမှတ်ပြဘူးဂျားကာလာမှာကြာဟောပြောရေးသွားတဲ့ကာလာတော့ကကြာတော့စာရေးချိန်နေတော့ဖုန်းတော့ထဲမှာရေးဖြစ်တယ်စာရေးချိန်နေလို့အဲ့တော့မဟုတ်သေးတယ်အခုစာရေးချိန်အများကြီးရတဲ့ခါမှာဘာမှမချမှတ်ပြတော့ဘူးဆရာအဲ့ချမှတ်ရမယ်ချမှတ်ပြီးတော့နောက်ကို apply လုပ်ချင်တဲ့ခါကျလို့ရှိရင်ဒါတွေကပြန်ပြီးတော့ support ဖြစ်သွားတာပေါ့နောက်ကိုဝတ္ထုအတွက်ကိုရေးချင်တဲ့အကြောင်းအရာတွေပြန်ပြီးတော့ထောက်ကူပြုတာပေါ့ဟုတ်အစာဦးရဲ့ပုံသဏ္ဍာန်တွေတွေ့ရင်ဒါပေါ့ချမှတ်နာမည်ထူးခြားရမယ်ထူးခြားရမယ်ပေါ့နာမည်တစ်ခုထူးခြားတာတွေ့မယ်စာအုပ်ပုံစံထူးခြားတာတွေ့မယ်လူ character တစ်ခုထူးခြားတာတွေ့မယ်ကျွန်တော်ကဟိုခေါင်းထဲမှာမှတ်တာတော့မှတ်တယ်ပေါ့ဒါပေမဲ့အကုန်မမိနိုင်ဘူးလေဆရာသူပြင်ကျွန်တော်တို့သက်80ရွယ်ဆိုရင်တော့မမမီတော့ကျွန်မရွယ်လည်းမမမီတော့မမီတော့ဟိုတခါတည်းကမသတိရတယ်မမီတယ် even လူကိုတွေ့ရင်တော့မှမမီနေတယ်ရှိတော့ဟုတ်ပါဘူးချမှတ်တယ်ဆိုတာနာနာတို့ရဲ့အတွက်ကရတယ်ကျွန်တော်80တော့ရဆိုတော့အဲ့အကြောင်းလေးသူဆိုရင်လည်းဒီစာရေးသူကပထမဦးဆုံးသူခန္ဓာရစူးပင်ကိုမြင်တော့ခန္ဓာရစူးပင်လို့နာမည်မသိဘူးတဲ့ဒါပေမဲ့သူကြည့်တဲ့ခါမှာပိန်ပေါင်ဘောလုံးလေးနဲ့တူတယ်တဲ့အဲ့တော့သူချမှတ်တဲ့ခါမှာပိန်ပေါင်ဘောလုံးသူ့အမှတ်သားလေးပေါ့နော်ဆရာကျွန်တော်တို့တွေ့ရဆိုရင်ဟဲ့ချမှတ်ရအောင်ဒီအပင်မသိတာမရေးတော့ပါဘူးဒီစာဦးကိုနာမည်မသိတာအဲ့လိုမလုပ်ခဲနဲ့ကို့အမှတ်သားနဲ့ကို့ပေါ့ကို့ကတိတ်တိတ်လေးနဲ့နာမည်ပေးလိုက်လို့ရတယ်ပေါ့နော်ဆရာအဲ့တော့ဒါချမှတ်တာကလည်းအရေးကြီးတယ်ပေါ့နော်ဆရာဟုတ်ဘယ်ဒီလိုဖတ်တယ်မှာတဲ့အသေးစိတ်အချက်လက်ကိုမှတ်တတ်ပါစေဟုတ်ခုနကခန္ဓာရစူးပင်ပဲပြောဟုတ်စူးရရှိမယ်အယောင်ကအစိမ်းဖြစ်မယ်အဲ့ဒါမျိုးပေါ့ကိုမမြင်ဘူးတဲ့အပင်ပေါ့အဲ့လိုမျိုးမှတ်လို့ရှိရင်တော့တေချာ facts and figures ကမှတ်ထားဖို့လိုမယ်ပေါ့နော်သူကဟိုအဲ့မှာလေနောက်တစ်ချိန်စာရေးဆက်ဖြစ်လာမယ်ချက်ကော့ဟာတဲ့1886ခုနှစ်မှာသူ့ညီလေးရှိကိုစာရေးတာချက်ကော့ဖြစ်မဲ့လူလို့လားတော့မသိဘူးပေါ့လေနော်ဇေယောငှက်လေးတွေကရေပြင်ပေါ်မှာပြန်ဝဲနေတဲ့အော်ဒန်တွေကတကယ်လွမ်းစရာကောင်းလာပါဆိုတော့ဒီတိုင်းဇေယောငှက်ကဘဲပေါ်မှာလေရေပြင်ပေါ်မှာဘလို့လဲဝဲပြီးတော့မှအော်တာဆိုတော့အဲ့တော့ကိုရောက်နေတဲ့နေရာရဲ့ယာတိဥတုတွေဘလို့ရှိလဲဘလို့တွေအပင်ပေါက်လဲဆိုတာကိုအဲ့လိုမှတ်မှမျက်စိမိတ်တဲ့အခါမှာမြင်ကွင်းတွေထဲမှာပြန်ပေါ်လာတယ်နော်